16နှစ်ရွယ်ကောင်းလေးနေအောင်ကအိမ်ရှိမှရှိတဲ့ပက်လက်ကလထိုင်ပေါ်မှာပူလောင်တဲ့ဘူမှာလွတ်မြောက်ဖို့အတွက်လီငင်းခံရင်းနဲ့အိတ်ဆက်လျက်ရှိပါတယ်။သို့တော့သူ့ရဲ့မျက်လုံးတွေကလမ်းတစ်လျှောက်စပိန်စီးလာတဲ့လူများပြားကိုပဲလှမ်းကြည့်နေမိပါတယ်။မကြခင်မှာပဲလူတူရောက်လာပြီးဟဲ့ကောင်နေအောင်မင်းငါ့ကိုဓာတ်မြေဩဇာကြီးကျေးပေးနိုင်မလား။ကူညီပါအောင်ကွာ။ကျွန်တော်လုပ်ပေးပါမယ်။ဒါပေမဲ့အခုတော့အပြင်မထွက်ချင်သေးဘူး။နေကအယမ်းပူတယ်။တခြားလူကိုရှာကြည့်ပါဗျာ။အိုးငါမနေ့တည်းကရှာနေတာဘယ်သူမှလှုပ်ချင်တာမရှိဘူး။နေအောင်ကိုယ်တိုင်ကထိုစကားကိုကြားတဲ့အခါမှာစာနာစိတ်ဖြစ်ပေါ်လာပါတယ်။သူကနေပူမိုးရွာတန်းကိုခံနိုင်ရင်မရှိသူဖြစ်တော်လဲပဲသူစိတ်ဝင်စားနေတဲ့ရှက်အင်းကြီးသေဝဲဖို့အတွက်ပတ်စံလိုချင်ကြောင်းစဉ်းစားမိပါတယ်။အဲဒီအတွက်ကြောင့်ပင်သူကဓာတ်မြေဩဇာကျေးပေးဖို့ကိုသဘောတူလိုက်ပါတော့တယ်။သူတို့တို့ကအဆက်ပိန်းနဲ့ဦးထွန်းတောက်ရဲ့လက်ကွင်းကိုအတူတူစီးနှင်းသွားခဲ့ကြပါတယ်။ထိုလက်ကွင်းကအေရီယာကျယ်ဝန်းနေ။သို့တော့နေအောင်သတိရလိုက်တဲ့အရာတစ်ခုရှိပါတယ်။အဲဒါကတော့ဦးထွန်းတောက်ရဲ့လင်မှာရှိတဲ့စာကြားရုပ်တွေကြောင့်ဒဏ္ဍာရီပဲဖြစ်ပါတယ်။၎င်းကနေအောင်ကိုစိုးရင်စိတ်အနေငယ်ဖြစ်စေပါတယ်။အဖိုးရဲ့လင်မှာစာကြားရုပ်တွေကဘာလို့ဒီလောက်များနေရတာလဲ။တခြားလူတွေရဲ့လက်ကွင်းထဲမှာနှစ်ရုပ်ပဲရှိတာကိုနေအောင်ကစပားရင်တစ်လျှောက်တန်းစီထားတဲ့စာကြောက်ရုပ်များကိုရက်ကြည့်နေပါတယ်။၎င်းတွေကတစ်ခုကတင်းငယ်တဲ့ရုပ်များဖြစ်ပြီးချစ်စရာကာတွန်းရှက်အင်းကြီးများဝတ်ဆင်ထားပါတယ်။ကျန်ရုပ်များမှာစေးဆိုထားတဲ့ရှက်အင်းကြီးများဝတ်ဆင်ထားပြီးလေသမားအုပ်ထုပ်များစောင်းထားပါတယ်။တချို့ကပစိုးဝတ်ထားပြီးတချို့ကရှက်အင်းကြီးနဲ့ခြေအိမ်များဝတ်ဆင်ထားပါတယ်။အဲအရာတွေကိုကြည့်လိုက်တဲ့အခါမှာတော့နေအောင်ကစာကြောရုပ်များအသက်ဝင်နေသလိုခံစားရပါတယ်။၎င်းတို့ကလေထဲမှာလှုပ်ရဲနေကြတယ်။ရှေ့တိုးနောက်ဆိုလှုပ်ရဲနေတာကကြောက်စရာတော်တော်ကောင်းပါတယ်။ငါကဒါတွေကိုငါရဲ့မျက်လုံးနဲ့နားတွေပြေကူညီဖို့လှုပ်ထားတာ။စိတ်မူပါနဲ့ကွာဘာမှမဖြစ်ဘူး။ငါအိမ်ပြန်ပြီးအလုပ်ကိစ္စလေးတစ်ခုလုပ်အောင်မယ်။ညနေမှပြန်လာပြီးမင်းကိုလာကြည့်မယ်။ထိုစကားပြောပြီးတဲ့အခါမှာတော့အဖိုးထွန်းတော်ကစပိန်စီးပြီးထွက်သွားပါတယ်။နေအောင်ကဘာမှမမေးတော့ပဲလေကွင်းနေစီကိုရှောက်သွားခဲ့ပါတယ်။လေကွင်းတွေကဦးထွန်းတော်ကြိုတင်ပြင်ဆင်ပေးထားတဲ့ပုံစံဖြစ်ပါတယ်။အချိန်ကြာလာတဲ့မျှနေအောင်ကနေပူတန်ကိုမခံနိုင်တော့ပါဘူး။ထို့ပြင်မြင့်တက်နေတဲ့စပယ်ရွက်တွေကသူ့ရဲ့လက်မောင်းနဲ့ခြေထောက်များကိုလီးဖြတ်သွားတဲ့အတွက်ကြောင့်တကိုယ်လုံးရားရည်နေပါတယ်။ကျေပြောလာတဲ့လေကွင်းမြင့်ကိုကြည့်နေသူစိတ်သက်များကြာလာပါတယ်။ဘာလို့လဲဆိုတော့ညနေအထိဓာတ်မြေဩဇာကျင်းအောင်ပြီးမှမဟုတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။သူကနှေးကွေးပြီးပြင်းရတဲ့အတွက်ကြောင့်နေအောင်ကတချို့နေရာတွေမှာဓာတ်မြေဩဇာကိုကျဲချခဲ့ပြီးညမရောက်ခင်မှာအလုပ်ပြီးစီးဖို့အတွက်မတိမသက်ဖဲနဲ့လှုပ်ဆောင်ခဲ့ပါတယ်။အဲလိုလှုပ်ဆောင်နေစဉ်ခဏကြာမှတော့သူ့ရဲ့နားထဲမှာတီးတိုးစကားပြောတဲ့တွေထွက်ပေါ်လာပါတယ်။ဒါပေမဲ့ပါဝင်းကြီးကိုကြည့်လိုက်တဲ့အခါမှာတော့မြည်သူတူးတယောက်မှရှိမနေတာကိုတွေးလိုက်ရပါတယ်။သူမြင်တွေ့လိုက်ရတာကတော့လေကွင်းထဲမှာရက်နေတဲ့စာကြောက်ရုပ်တွေပဲဖြစ်ပါတယ်။နေအောင်ကဓာတ်မြေဩဇာကျဲခြင်းကိုဆက်လက်လှုပ်ဆောင်နေစဉ်မှာပဲစာကြောက်ရုပ်များလှုပ်ရှားနေတာကိုသူ့ရဲ့အချီကဖမ်းဆာမိလိုက်ပါတယ်။တချို့ကသူ့ကိုလှည့်ကြည့်နေကြပါတယ်။တချို့ကရှေ့တိုးနောက်ဆုပ်နဲ့ရိမ့်ထိုးနေကြပါတယ်။ထိုချိန်မှာလေတိုက်ခတ်ခြင်းမရှိတဲ့အတွက်ကြောင့်ဒီຢာတွေကပင်နေအောင်ကိုပိုပြီးစိတ်ပူပန်မှုဖြစ်စေခဲ့ပါတယ်။အဖိုးထွန်းတော်ရဲ့လေမှာတရင်နဲ့လင်စားခံရတဲ့ရွာသူရွာသားရဲ့ဇလန်းကိုစဉ်းစားမိတဲ့အခါမှာတော့သူကပိုပြီးကြောက်ရွံ့လာပါတယ်။အိုက်ချိန်မှာပင်ခြေနှင်းတန်တွေပေါ်ထွက်လာပြီးစပားပင်များကွဲထွက်သွားတာကိုမြင်လိုက်ရပါတယ်။ကလေးငယ်များပြေးတန်းလိုက်တဲ့ကစားနေတဲ့ရည်တန်တွေနဲ့လမ်းကြောင်းပေါ်ကိုပြုတ်ကျသွားကြတယ်။နေအောင်ကကြောက်ရွံ့စွာနေပဲပတ်ပတ်လေးကိုမြင်ကြည့်လိုက်ပါတယ်။ပြီးတဲ့အခါမှာတော့ခေါင်းငုတ်ကအမြင်လျှောက်ပြီးဓာတ်မြေဩဇာတွေကိုကြေးချနေမိပါတော့တယ်။အချိန်ကညနေပိုင်းကိုနီးကပ်လာတော့လေပဲအဖိုးထွန်းတော့ပြန်လာတာကိုမမြင်ရသေးပါ။နေအောင်ကကြံရှိနေတဲ့ဓာတ်မြေဩဇာတွေကိုလေကွင်းထဲသို့အကုန်ကုန်တဲ့အထိအလင်းမြန်လောင်းထည့်ပြီးအဖိုးထွန်းတော့ကိုစောက်ဖို့အတွက်
အမြင်ပြန်လျှောက်လာခဲ့ပါတယ်ခဏကြာမှာတော့အဖိုးထုံတော့ကစပိန်စီပြီးပြန်လာခဲ့ပါတယ်ဟေးနေအောင်ဓာတ်မြေဩဇာကျဲတာပြီးသွားပြီလားပြီးသွားပါပြီဖိုးဓာတ်မြေဩဇာတွေအကုန်ကျဲပြီးသွားပြီမင်းကောင်းကောင်းလုပ်ခဲ့တာပဲမင်းကိုလောအားကပို့ပြီးမယ်ထို့နောက်မှာတော့အဖိုးကပတ်စံကိုထုတ်လိုက်ပါတယ်ပစ္စည်းများရှာဖွေနေစဉ်မှာ9000နဲ့1000တန်ငွေဆက်ကူတွေစူးစီးထားတဲ့ပတ်စံတွေကသတိမထားမိပဲအိတ်ထဲကနေရုတ်တရက်ပြုတ်ကျသွားပါတယ်နေအောင်ကမြက်ကင်းပေါ်ကိုကျသွားတာကိုမြင်ပေမဲ့အဖိုးကမပြောပြခဲ့ပါဘူးအေးရှာမတွေ့ဘူးကွာငါပတ်စံယူဖို့မိခဲ့တယ်ထင်တယ်မင်းဒီမှာငါ့ကိုစောင့်နေငါခဏနေပြန်သွားယူလိုက်အောင်မေထို့နောက်အဖိုးကလှိမ်မြန်စွာနဲ့ထွက်သွားပါတယ်အဖိုးတို့နောက်စပိန်စီးသွားတဲ့အခါမှာတော့နေအောင်ကချက်ချင်းငုံပြီးတော့ပတ်စံကိုကောက်ယူလိုက်တယ်ကြည့်လိုက်တဲ့အခါမှာတော့ငွေအနည်းဆုံး2000-3000တော့ရှိမယ်လို့ထင်တယ်ထို့နောက်သူကအဖိုးကိုမစောက်တော့ဘဲလေကွင်းကနေအမြန်ထွက်ခွာသွားခဲ့တယ်မင်းလှုပ်ခဲ့တာငါမြင်နေနေအောင်ကရက်တက်ပြီးကြောက်လန့်တကြားနဲ့လှည့်ကြည့်လိုက်ပါတယ်တို့ရာကလေဘင်းမှာဝစ်စုံဝစ်စင်ထားတဲ့စာကြရုပ်ကသူ့ဘက်ကိုလှည့်လာတဲ့ခိုင်တနဲ့တိုက်ဆိုင်နေပါတယ်သို့တော့ဤစာကြရုပ်ကပုံမှန်အားဖြင့်ဒီနေရာမှာမရှိရတော့သိကြပါတယ်မင်းလှုပ်ခဲ့တာငါမြင်လေနော်ထိုစကားကိုထက်ချရတဲ့နေအောင်ကထိုနေရာမှာပင်ချော်လင်းသွားပါတော့တယ်ထို့နောက်သူကချက်ချင်းထောက်ရက်ပြီးအဖိုးဦးထွန်းတော်ရဲ့လေကနေထွက်ပြေးသွားခဲ့ပါတယ်အိမ်မရောက်တဲ့ခါမှာတော့နေအောင်ကဘောင်းမီအိတ်ကတ်တွေကိုလက်နိုင်ကြည့်လိုက်ပါတယ်သူခိုးယူခဲ့တဲ့ပတ်စံတွေပျောက်ကွယ်သွားပြီဖြစ်တယ်နေအောင်ကအဖြစ်ပြက်များကိုပြန်လည်စဉ်းစားပါတယ်သူချော်လဲပြီးပြုတ်ကြခဲ့စဉ်ကပတ်စံမှပျောက်သွားတယ်လို့သူတွေးမိလိုက်ပါတယ်အိုင်ညာနှောင်းပိုင်းမှာပဲနေအောင်ကအဖိုးဦးထွန်းတော်ရဲ့လေကွင်းစီကိုတိတ်တိတ်ဆိတ်ပြန်သွားခဲ့ပါတယ်သူကအဖိုးဦးထွန်းတော်ရဲ့လေကိုကြည့်နေပြီးကြောက်ရွံ့နေပါတယ်သို့တော့လောဘစိတ်ကြောင့်သူချော်လဲခဲ့တဲ့နေရာသို့တန်တန်မမတ်လျှောက်သွားရင်ဆုံးဖြတ်လိုက်ပါတယ်သူကပြုတ်ကျခဲ့တဲ့ပတ်စံကိုရှာဖို့အတွက်မီးမောင်းထိုးကြည့်လိုက်တယ်သူမီးမောင်းထိုးကြည့်လိုက်တာနဲ့ကောင်းလေးတူနဲ့ကောင်းမလေးတူကိုတွေ့လိုက်ရပါတယ်ကလေးဝစ်စုံဝစ်စင်ထားတဲ့စားကြောရုပ်ထဲသို့ပြေးဝင်ကပျောက်ကွယ်သွားတယ်နေအောင်ကဒီနေရာကနေချက်ချင်းပဲထွက်ပြေးသွားခြင်းပဲသူ့ရဲ့ခြေထောက်တွေကတောက်တင်းနေပြီးရွှေရှားနိုင်ခြင်းမရှိတော့ပါမင်းလုပ်ခဲ့တာငါမြင်နေမင်းကိုဒီလိုဓာတ်မြေဩဇာကြေးဖို့ဘသူကသင်ပေးထားတာလဲဟမ်လာလိုက်ကြိုင်ပြေးတဲ့ကစားရအောင်နေအောင်ကလှည့်ကြည့်လိုက်ပြီးအလုံးမင်းတုံလို့သွားပါတယ်ပစိုးဝစ်ထားတဲ့ကြောက်စရာကောင်းသောအဖွားတို့ကအလားတူဝစ်စားများဝစ်စင်ထားတဲ့စာကြောက်ရဲ့ဘေးမှာရက်နေတာကိုတွေ့လိုက်ရပါတယ်ထိုများမကဘဲနဲ့အရွယ်ရောက်သူများနဲ့ကလေးပုံစံနှစ်ခုစလုံးနဲ့တခြားသောလေကွက်တွေကပါစာကြောရုပ်စီကြီးကနေထွက်လာခဲ့ကြပါတယ်ပြီးရင်နောက်မှာတော့သူတို့အားလုံးကသူ့စီကိုကြောက်မက်ဖွယ်ရာပုံစံနဲ့ဖြည်းဖြည်းချင်းရှောက်လာကြပါတယ်နေအောင်ကမျက်နှာကိုလက်နဲ့အုပ်ကငိုကြွေးနဲ့မြေကြီးပေါ်ကိုပြိုကျသွားခဲ့ပါတယ်အမလီကေကြပါအောင်ဗျာကျွန်တော်ကြောက်တယ်ကျွန်တော်ကိုဘာမှမလုပ်ပါနဲ့ဟေးဟေးဟေးငါလေကိုဘဒူလာတာလဲဆိုတာတွေးနေတာရက်လိုက်ကြတော့နေအောင်ကထိုစကားကိုကြားလိုက်ရတဲ့အခါမှာတော့အလင်းမြဲမျက်လုံးဖွင့်ကထိုအတန်နောက်ကိုလိုက်ကြည့်လိုက်ပါတယ်ဟာအဖို့ကဲပါအောင်ဗျာစာကြရုပ်တွေကကျွန်တော်ကိုလှည့်စားနေကြတာကျွန်တော်ဘာဆိုးတာလုံးမိလို့လဲနေအောင်ကမျက်နှာကိုဖုံးကွယ်ထားပြီးတိတ်ဆိတ်နေကဘာမှမပြောရပါဘူးစာကြရုပ်တစ်ခုစီမှာစံပယ်နေတဲ့ဝိညာဉ်တွေကငါမိသားစုဝင်နေပဲငါကသူတို့ရဲ့အယူပြတွေကိုဒီလေခွင်းထဲမှာမြုပ်နှံထားတာမကောင်းတဲ့လူတွေစီကနေလေခွင်းကိုစောက်ရှောက်ဖို့အတွက်ပဲနေအောင်ကထိုเจ้าကိုသိလိုက်ရတဲ့အခါမှာတော့ကြောက်ရွံ့မှုနဲ့အပြစ်ရှိတဲ့ခံစားချက်နှမျိုးလုံးဖြစ်ပေါ်လာခဲ့ပါတယ်သူကလက်မြောက်ကတောင်းပန်ခဲ့ပါတယ်အဖိုးကျွန်တော်တောင်းပန်ပါတယ်ဗျာကျွန်တော်နောက်တစ်ခါဒါမျိုးမလုပ်တော့ပါဘူးထို့နောက်နေအောင်ကသူလုံးသမျှကိစ္စအားလုံးကိုဝန်ခံခဲ့ပါတယ်သူတက်မြေဩဇာမကျေခဲ့တဲ့ကိစ္စကျိုးနေတဲ့စပားပင်ကိုနင်းမိခဲ့တဲ့ကိစ္စနဲ့ပတ်စံခိုးယူခဲ့တဲ့ကိစ္စတို့ပါဝင်ပါတယ်ဦးထွန်းတော်ကဇလန်းတစ်ခုလုံးကိုကြားလိုက်ရတဲ့အခါမှာတော့ဒေါသမထွက်တော့ပါဘူး
လူတွေကအလုပ်တစ်ခုကိုပေးရခံရတဲ့အခါသူတို့တက်နိုင်သမျှအကောင်းဆုံးလုပ်တင်နေပြီးတော့လှုပ်ဆောင်ခဲ့တဲ့အရာတွေအတွက်ယူသားရမယ်ကောင်းတဲ့အရာတွေလုပ်လို့မကောင်းတဲ့အရာတွေပဲလုပ်လို့တရေတွေကမြင်နေသူတို့ကအကုန်သိတယ်ကောင်းပြီငါမင်းကိုကိုယ်တိုင်အိမ်လိုက်ပို့ပေးမယ်